အရက်ကလေးကလည်းတောက်လိုက်သေးတယ်ကျွန်တော်ဒီယောက်ျားအားစေးလည်းတောက်လိုက်သေးတယ်နှမျိုးပေါင်းပြီးတော့ကျွန်တော်ဒီသတိလက်သွားတာမျိုးတို့ကျွန်တော်နှလုံးခလုံးရက်သွားတာမျိုးတို့အသက်အနေဖြစ်သွားတာမျိုးတို့ထိကျွန်တော်ကြားဘူးကြမှာပါအဲ့လေးဘာကြောင့်လဲဆိုတော့ရှင်းပြပေးသွားမယ်နော်ကျွန်တော်တို့မြန်မာပြည် blue base ဆိုတာကျွန်တော်ကအများအားဖြင့် CDNF တို့ကျွန်တော်တို့ဒီ data level တို့ကျွန်တော်တို့ phosphorus diastereophite inhibitor ကျွန်တော်သုံးကြတာများတယ်အဲ့ကောင်ရဲ့ဒီကောင်ရဲ့အာနိသင်ဟာဒီကောင်ကသွေးကြောတွေဒီကောင်ကကျဲစေတယ် vasodilation effect ကိုရစေတယ်သွေးထောက်တာမျိုးကျွန်တော်အားကောင်းစေတယ်အရက်ကလည်းကျွန်တော် vasodilation effect ကိုကျွန်တော်ရစေတယ်သွေးကြောတွေကျွန်တော်တို့ကျဲစေတယ်သွေးကြောက်တဲ့မှုအားကောင်းစေတယ်အဲ့နှစ်ခုကျွန်တော်တို့သွားပေါင်းလိုက်တဲ့အခါဘာပြဿနာဖြစ်တတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အချိန်အဟုန်ပြင်းပြင်းနဲ့ကျွန်တော်တို့တွေးစီးဆင်းမှုတအားမြန်သွားသလိုပဲเนาะလုံးဝကိုကျွန်တော်တို့မတရားကိုတွေးပေါင်းနေမတရားထိုးကြသွားမယ်တွေးပေါင်းနေလည်းမတရားထိုးကြသွားတဲ့အပြင်ကျွန်တော်တို့တွေးစီးဆင်းမှုကမတရားမြန်သွားတဲ့အခါနှလုံးကိုကျွန်တော်တို့လာစောင့်တာပေါ့လေနှလုံးမှာပြဿနာလာစောင့်တဲ့အခါနှလုံးကအောင့်တာမျိုးကျွန်တော်တို့ခေါင်းကိုက်တာမျိုးကျွန်တော်ရှင်တုံတာမျိုးပြီးရှင်နိုင်ပြီးရဲပြီးအန်းတက်လာတာမျိုးပြီးရှင်ကျွန်တော်မောလာတာမျိုးအခက်မနဲ့ကျွန်တော်သတိတက်သွားတိုင်းထဲထိနိုင်တဲ့အထိကျွန်တော်ဖြစ်နိုင်တာပေါ့เนาะလုံးဝတွဲမတော့ဘူးတော့မဟုတ်ဘူးကျွန်တော်အရက်ကိုများသောအားဖြင့်တစ်ပတ်နှစ်ပတ်လောက်တော့မယ်ဆိုတော့သိပြဿနာမရှိဘူးဒါပေမဲ့အရက်ကိုကျွန်တော်အလွန်ကျွန်တော်တောက်သုံးထားတဲ့အချိန်မှာကျွန်တော် viral ခေါ်တဲ့ကျွန်တော် blue pay တွေကျွန်တော် CDNF ကိုသွားတောက်မိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တောင်းလောက်ဆိုတော့ကျွန်တော်ရှင်တုံတာလို့ကျွန်တော်ခေါင်းကိုက်တာလောက်ပဲကျွန်တော်ဖြစ်နိုင်တယ်ဒါပေမဲ့အခက်မသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနှလုံးလာထိပြီးတော့ကျွန်တော်တို့အခက်မသိရင်ကျွန်တော်အသက်အနေနဲ့ကျွန်တော်ဖြစ်ပွားနိုင်ပါတယ်ပေါ့နော်ပြောချင်တာကအရက်ကို short တော့ပါ viral တောက်ချင်တယ်လို့ရှိရင်အရက်ကို short တော့လုံးဝမတောက်တော့အကောင်းဆုံးပါပဲခင်ဗျာမင်္ဂလာပါကျွန်တော်ကဒေါက်တာထိုက်မှန်ဖြစ်ပါတယ်